မင်္ဂလာပါခင်ဗျာမြန်မာဟေးမြန်မ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 ာဒီဘဝဘီဘီကစစ်သက်ခဲ့တဲ့ငါတို့မြန်မာမြန်မာမြန်မာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော် YouTube channel လေးကတော့အရင်က S&D မြန်မာ Traditional မှာ share အဲ့လိုပေးထားတာဖြစ်ပါတယ်အခုကျွန်တော် view ဖိုင်ကျွန်တော်ရဲ့ YouTube channel ရောကျွန်တော်ရဲ့ Facebook ရောကျွန်တော်ရဲ့ TikTok channel ရောအားလုံးကိုကျွန်တော် name change လိုက်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook page မှာဆိုရင်ဘုံဘေးမလို့ရေးပါတယ်ကျွန်တော်တို့ဒီ YouTube မှာဆိုလည်းဘုံဘေးမလို့ပဲရေးပါတယ် TikTok မှာလည်းဘုံဘေးမလို့ရေးပါတယ်အားလုံးရှာရတဲ့အခါကျရင်လွယ်ကူစေအောင်လုပ်ပါခင်ဗျာအားလုံးကိုကျွန်တော်တို့Google Search မှာပဲဖြစ်ဖြစ်ဘယ်မှာပဲသွားရှာကျွန်တော်တို့ www.can ပြီးတော့ကျွန်တော်တို့ရှာမယ်ဆိုရင်ရှေ့ကနေဘုံဘေးမလို့ထည့်လိုက်ရင်ကျွန်တော် channel တွေအားလုံးရောက်ရှိမှာဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်ရဲ့ channel တွေကို name change လိုက်တာဖြစ်တယ်လို့ကျွန်တော်ရဲ့ညီမတွေအားလုံးကိုကျွန်တော်ဒီ video file လေးနဲ့အသိပေးပါရစေခင်ဗျာ။ဒီနေ့မှာတော့ကျွန်တော်ပညာဒါနသင်ခန်းစာပို့ချလာတာသင်ခန်းစာ29ရောက်ရှိလို့လာပါပြီเนาะ။ဒီနေ့မှာလည်း9ခွက်ထဲကိုကျွန်တော်တို့ဒုတ်ချက်ကလေးတွေစုံအောင်သွားကြမယ်เนาะညီညီမတွေအားလုံးရှေ့ကဒုတ်ချက်တွေဒီဇိုင်းမမတ်လိုက်ပါလေ့ကျင့်ခဲ့မယ်ဆိုရင်တော့အခုသင်ခန်းစာတွေကလွယ်ကူကူလေးနဲ့လိုက်ပါလေ့ကျင့်နိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်သင်ခန်းစာစလိုက်တော့မယ်เนาะညီညီမတွေစထားလာနေတာဖြစ်တဲ့အတွက်ခဏလေးသိခါစောက်ပေးပါခင်ဗျာအချိန်ကလည်းနည်းနည်းမိုးချုပ်သွားတယ်နဲ့တူရဗျာအလုံးနဲ့ဆိုတော့နည်းနည်းနောက်ကျသွားတယ်နည်းနည်းမှောင်လာပြီကျွန်တော်ဒီနေ့မှာတော့ခက်မြန်မြန်လေးကစားပြမယ်ခက်မြန်မြန်ဆိုတိုင်းမမြန်မအောင်တကယ်လို့အချိန်မရဘူးဆိုရင်ကျွန်တော်ဘေးတိုက်မကစားပြတာဘူးเนาะညီလေးညီမတွေရှေ့တက်ဒီလိုပဲကစားပြမယ်โอเคကစားမယ်ညာစည်းကန်တင်ကန်လိုက်မယ်ခင်ဗျာညာစည်းကန်ကနေညာလိန်ကန်တင်ပြောင်းလိုက်မယ်ညာလိန်ကန်အဲ့အနေနဲ့ကျွန်တော်တို့တက်ပြီးတော့အောက်စားထုတ်မှာဖြစ်တယ်ဒုတ်ဖြားဆွဲတက်အောက်စားထောက်ဆိုရယ်เนาะထုတ်လိုက်မယ်ထုတ်ပြီးတော့ရင်ဒုတ်ဖြားဆွဲပေါက်မယ်เนาะဒီလိုပေါက်အဲ့ဒါပြီးရင်ရှေ့ကတပ်ပင်လိုက်မယ်เนาะဟုတ်ပြီเนาะတပ်ပင်သွားရင်နောက်ကလာတဲ့ရင်ဆိုရယ်နောက်လိန်လိုက်မယ်เนาะနောက်လိန်ပြီးတက်ပြီးတော့စီးရိုက်မယ်စီးရပြင်နောက်မှလာတဲ့နောက်လက်လိန်ဒုတ်ဖြားဆွဲမောက်မွေခွဲဟုတ်ပြီเนาะလွယ်လေးเนาะညီလေးညီမအဲ့ပြီးတော့ရင်ဒုတ်ဖြားဆွဲတက်စီးရိုက်ပြီးတော့ရင်တက်ပြီးတော့အောက်စားထုတ်မယ်ဒုတ်ဖြားဆွဲတက်အောက်စားထုတ်ပြီးကြရင်ပေါက်မယ်ဒီကပေါက်တာကတက်မပင်းနဲ့စုပ်ပင်မှဖြစ်တယ်ပေါက်ပြီးတော့စုပ်ပင်ပြီးတော့မှတက်ပြီးတော့လိန်ဒုတ်ဖြားမောက်မွေဆောက်ဟုတ်ပြီเนาะညီလေးညီမဒုတ်ဖြားဆွဲနောက်လေးမောက်မွေခွဲဒီတိုင်းလေးရပြီเนาะညီလေးညီမတွေအတက်စင်းအသွားလုံးအတိုင်းပြန်ဆင်းမှာဖြစ်တယ်လွယ်လေးပါရှေ့ကဒုတ်ချက်တွေပဲကျွန်တော်တို့ပေါင်းဆက်ပြီးကစားပြတာဖြစ်တယ်၅ခွက်ထဲမှာဒုတ်ဖြားဆွဲတက်အောက်စားထောက်မယ်ခင်ဗျာဒုတ်ဖြားဆွဲပေါက်မယ်ပြီးကြရင်တက်ပေးမယ်နောက်ကလာတဲ့အတွက်လက်လိမ်မယ်ပြီးကြရင်တက်ပြီးတော့စီးရိုက်မယ်နောက်ကလာတဲ့လက်လိမ်ဒုတ်ဖြားဆွဲမောက်မွေခွဲဒီတိုင်းเนาะညီလေးညအဲ့ဒါပြီးတော့ရင်ဒုတ်ဖြားဆွဲတက်စီးရိုက်အဲ့ဒါပြီးရင်ဒုတ်ဖြားဆွဲတက်အောက်စားထုတ်ပေါက်စုပ်ပင်တက်လိမ်မယ်တက်လိမ်ဒုတ်ဖြားဆွဲမောက်မွေဆောက်နောက်လေးမောက်မွေခွဲရမယ်เนาะညီညီမရပြီးရင်လက်ပြောင်းဒုတ်ထော်တင်โอเคဒါလေးပဲเนาะညီညီမတွေအချိန်နဲ့လည်းရသေးတယ်တူတယ်ခုပေးလိုက်တဲ့ခါကစားပြမယ်เนาะညီညီမတွေကျွန်တော်တို့သင်္ကန်းစာပိုင်းနဲ့မကစားခင်မှာအလေးပြုဖို့မမေ့ပါနဲ့เนาะညီညီမတွေအားလုံးပြီးတော့ရင်ညာစည်းကိုင်းတဲ့ယူမယ်โอเคပြီးတော့ရင်ညာလိန်ကိုင်းတဲ့ပြောင်းမယ်ဒုတ်ဖြားဆွဲတက်အောက်စားထုံးပေါင်းတက်ပင်နောက်ရိုးလိန်ဒုတ်ဖြားတက်စီရိုက်နော်လဲလဲဒုတ်ဖြားမမွေခွဲဟုတ်ပြီနော်ညီညီမရပြီဒုတ်ဖြားဆွဲတက်စီရိုက်ဒုတ်ဖြားဆွဲတက်အောက်စားထုံးပေါင်းစုပ်ပင်တက်လိန်မမွေဆောက်နောက်လဲမောက်မွေခွဲဟုတ်ပြီနော်ညီညီမပြန်ဆင်းမယ်ဒုတ်ဖြားဆွဲတက်အောက်စားထုံးပေါင်းတက်ပင်လိန်စီရိုက်နောက်လဲလိန်ဒုတ်ဖြားဆွဲမောက်မွေခွဲဒုတ်ဖြားဆွဲတက်စီရိုက်တက်အောက်စားထုံးပေါင်းစုပ်ပင်တက်လိန်ဒုတ်ဖြားဆွဲမောက်မွေဆောက်ဆွဲနောက်လဲမောက်မွေခွဲလက်ပြောင်း
တုတ်ထောက်တဲ့โอเคလွယ်လွယ်လေးနော်ညီတွေညီမတွေအခုနည်းနည်းခက်မြင်မြင်လေးပြပေးတယ်အချိန်ကြောင်းပေါ့ပါမှောင်းလာပြီဆိုတော့ညီတွေညီမတွေလည်းမြင်ရမှာမဟုတ်လို့ပါရှေ့ထုတ်ချက်တွေပါပဲရှေ့သွားခဲ့တဲ့ငါးခွက်ကိုဖြည်းဖြည်းပြတဲ့ဘိုင်ကိုညရေဝအောင်ကြည့်ပါဒီဘန်ကိုထက်ခါကြည့်ပြီးတော့လေ့ကျင့်မှာဒါဆိုရင်တော့ရလာမှာဖြစ်တယ်ခုဆိုရင်အကိုတို့တွေသင်္ကန်းစာ29ရောက်ပြီနော်ညီတွေညီမတကယ်လေ့ကျင့်နေကြတဲ့သူတွေဆိုရင်တော့ကောင်းကောင်းကြီးကစားတတ်ပြီလို့ကျွန်တော်မျှော်လင့်ပါတယ်လေ့ကျင့်တာတော့လေ့ကျင့်နေတယ်ပြီးသလိုလေ့ကျင့်နေတယ်ဆိုရင်တော့အလူတွေကတော့ရမှာမဟုတ်ဘူးစနစ်ကြမှာမဟုတ်တကယ်ကိုဗီဒီယိုဖိုင်ကိုမြင်ရွေးအောင်ကြည့်စနစ်တကျလိုက်ပါလေ့ကျင့်ကြမယ်ဆိုရင်တော့ရကြမယ်လို့အကိုမျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်အခုရဲ့ဗီဒီယိုဖိုင်ကိုဒီနေရာမှာပဲအဆုံးသတ်ပါတယ်ညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းတစ်လုံးတစ်ပါးပြည့်စုံကြပါစေခင်ဗျာကိုသွားတိုင်းစိတ်ပါလို့ရဆန္ဒတွေပြည့်စုံကြောင်းလည်းအခုစုမုံခေါင်းတောင်းပေးပါတယ်အခုသင်ကြားပို့ချပေးနေတဲ့ဒီပညာခန်းတွေကိုလည်းမိမိကိုမိမိခုခံကာကွယ်ရ၌တော်၎င်းအမျိုးဘာသာသားနာကိုကာကွယ်စောင့်ရှောက်သောနေရာများ၌သာအသုံးပြုကြပါရန်မကောင်းသောဒုစရိုက်နယ်ပယ်များတယောက်နဲ့တယောက်နိုင်ထပ်စီနေပြုလို့သောနေရာများ၌လုံးဝအသုံးမပြုကြဖို့ကျွန်တော်အနူးညွတ်မြတ်တာရက်ခံပါတယ်ခင်ဗျာအခုသင်ကြားပို့ချနေတဲ့ဒီဗီဒီယိုဖိုင်တွေကိုလည်းတခြား social media တွေမှာပြန်လည်ကူးယူတင်ပြခြင်းမလုပ်ကြဖို့အနူးညွတ်မြတ်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ချက်ခင်လေးစားလျက်ပါခင်ဗျာ